ယခုလက်ရှိမြန်မာနိုင်ငံရဲ့စိုက်ပျိုးရေးကဏ္ဍမှာပဲစိုက်ပျိုးရေးကအရေးပါသောအဓိကစီးပွားရေးမဏ္ဍိုင်တစ်ခုအဖြစ်ရပ်တည်နေပါတယ်။အခုလိုမြန်မာနိုင်ငံရဲ့ပြည်ပပို့ကုန်စီးပွားရေးမဏ္ဍိုင်တစ်ခုအတွက်မိုးဆောင်းနေကြီးကုမ္ပဏီကလည်း1000တနေရာကနေပါဝင်ကူညီပံ့ပိုးပေးလျက်ရှိပါတယ်။ကျွန်တော်ပဲလုပ်ငန်းအတွေ့အကြုံပြောရင်မျိုးဆက်နဲ့ပြောရင်မျိုးဆက်30လောက်ရောက်သွားပြီလို့ပြောရမှာကျွန်တော်တို့ဒါအရင်တော့အဖိုးဖွားတွေခေတ်တုန်းကပဲလုပ်ငန်းကိုလှုပ်ဆောင်ခဲ့ပါတယ်เนาะကျွန်တော်တို့လုပ်ငန်းဆိုရင်ဒါနှစ်25နှစ်ရှိသွားပါပြီကျွန်တော်အသက်နဲ့ပြောရင်25နှစ်เนาะပဲလုပ်ငန်းကိုလုပ်ကိုင်ရင်းဖြစ်ပါတယ်မပဲရတော့နှစ်စဉ်နှစ်တိုင်းမပဲစိုက်တဲ့ရည်ချက်ကလည်းကျွန်တော်တို့ဒေသမှာတခါချွေလေးရိတ်သိမ်းစနစ်ပဲဖြစ်ပါတယ်ကျွန်တော်တို့မှာလုတ်သားအင်အားစားတဲ့အတွက်ဝမပဲဆိုတခါရိတ်သိမ်းခြင်းစနစ်ကိုဆောင်ရွက်ခြင်းအဖြစ်မပဲကိုစိုက်ပျိုးရခြင်းဖြစ်ပါတယ်အရင်ကကျတော့မျိုးစည်းတွေမကောင်းမျိုးစည်းမကောင်းတော့ပင်ပေါင်းနှုံမကောင်းပေါ့ပင်ပေါင်းနှုံမကောင်းတော့အထွက်နှုံမကောင်းဘူးဘယ်လိုပြောမလဲဆိုရင်ဇရိတ်တွေကလည်းမြန်ရတယ်ဆိုတော့အရင်ကကျေးဆိုင်တော့ဟိုပင်ပေါင်းနှုံအားနေတယ်ပေါ့အားနေတော့ပင်ပေါက်တာမညှိဘူးပေါ့ဒီနေ့ပတ်လုံးမှာကျွန်တော်ဧက20စိုက်တာ350လောက်ပဲကျန်တယ်ကိုတွဲမြတ်တာပေါ့ကိုတွဲ350လောက်ပဲကျန်တော့အဲ့ဟာကိုပြန်ပြီးတော့မိသားစုတွေဒီ350နဲ့ရက်တည်နိုင်လားလို့ပြီးတော့ရက်တည်နိုင်ပါဘူးကျွန်တော်တို့မှာမျိုးဖလာတော့နှစ်စဉ်နဲ့တိုင်းဒီမျိုးကိုပဲဒီဘက်ကြီးရာမျိုးကိုဟိုဘက်ကြီးရာကိုပြန်လှည့်တယ်လှည့်ပြီးတော့ပြန်ဆိုင်တယ်သူကြီးရာဒီလိုပဲပြောင်းလဲမှုဖြစ်နေတာပေါ့နော်ဒီမျိုးကနှစ်ပေါင်းများစွာကြာတော့ကျွန်တော်တို့နှစ်ပေါင်းများစွာပဲသဘာဝဒီမျိုးတစ်မျိုးလိုပဲနှစ်ပေါင်းများစွာစိုက်ရင်အထွက်နှုံးတွေရော့တာပေါ့နော်မိုးစဘာပြီးရင်ဆောင်းတိတန်မတ်ပဲကိုဒီကစိုက်ပြိုးခြင်းနဲ့စီကွန်တက်ကကျွန်တော်တို့မိုးဆောင်းနေကြီးကုမ္ပဏီကိုပူးပေါင်းဆောင်ရွက်မယ်ဆိုပြီးတော့တိုင်းနာဆိုတော့ကျွန်တော်တို့တက်တော့ဝမ်းသာစရာပေါ့ဗျာမျိုးကောင်းမျိုးတန်ရအောင်ဆိုပြီးတော့ဒါကျွန်တော်တို့မြန်မာနိုင်ငံလုံးရှိတဲ့ပဲမပဲနဲ့ရောင်းတဲ့မျိုးကုမ္ပဏီတော်တော်များများကိုလေ့လာခဲ့ပါတယ်လေ့လာပြီးမှပဲဒီတကယ်အထွက်နှုံကောင်းတဲ့အများသူငါလက်ခံတဲ့တကယ်အောင်မြင်တဲ့စနစ်ကျစိုက်တဲ့ပဲမျိုးကိုရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်တော့ဒီမှာဆိုရင်ကျွန်တော်တို့မှာတစ်ခါမှမဖြစ်ပေါ်တဲ့အတန်းလိုက်စိုက်တဲ့စနစ်ဆိုတာကျွန်တော်တို့နဲ့ဆိုဝေးကွာနေတယ်ကဲအတန်းလိုက်စိုက်တဲ့စက်တွေဝယ်ပေးတယ်မြေကျင်တိုင်းစက်တွေလုပ်တယ်ကျွန်တော်တောင်သူအယောက်600ကိုကျွန်တော်တို့ပံ့ပိုးတယ်မြေဩဇာပံ့ပိုးပေးတယ်ပဲမျိုးတွေပေးတယ်နော် EN ပံ့ပိုးပေးတယ်တင်းလဲတွေနော်စနစ်တကျဒါကိုပြန်လဲ30တက်အောင်နော်ဘယ်လိုဆေးဖြန်းရင်လည်းဘယ်လိုရွက်အာတိုးစီးတွေဘယ်လိုစနစ်မျိုးကြအောင်တောင်သူတွေကိုကြီးရွာထီကိုဆင်းပြီးတော့တင်တန်းတွေပြီးရင်းလုပ်ငန်းကိုဆောင်ရွက်ပါတယ်ဒီစိုက်နည်းစနစ်တွေကျွန်တော်တို့အခုတင်တန်းတက်လိုက်ရတာစိုက်နည်းစနစ်တွေသိလာပေါ့နောက်ကိုမြေအကြောင်းလဲနားလည်တာပေါ့အရင်တော့မြေအကြောင်းလဲနားမလည်ဘူးနောက်ကိုမျိုးစီအကြောင်းလဲမသိဘူးပေါ့မျိုးစီပေါ်အစီကြမျိုးစာကျွေးအောင်တယ်လို့ထင်တာဘူးစိုက်ပျိုးတဲ့နည်းစနစ်တွေကိုစနစ်တကျစိုက်ပျိုးတက်လာတယ်ပေါ့စနစ်တကျစိုက်ပျိုးတဲ့အတွက်ပင်ကြီးတွားမှုကောင်းလာတယ်ပိုးသက်ဆေးတို့အပင်အားဆေးတို့ကိုသုံးဆွဲဖို့တွေ့လာတယ်ပေါ့ဝယ်တော့ကျွန်တော်တို့ပေးထားတဲ့ပဲမျိုးတွေတွေ့ရမှာသူပြန်လဲဖြန့်ပြပေးတယ်ထွက်လာတဲ့ဒီပဲနှုံးတဲ့အချိန်ပတ်စံဆိုလည်းပတ်စံပန့်မှုပေးတယ်သူတို့ပြန်ထွက်လာတဲ့ခါကျမှတို့ကြီးရနေတစ်စစ်ဝယ်တော့ကျွန်တော်တို့လည်းပြန်ပေးနေတဲ့အတွက်အဲ့ဒီလိုပုံစံမျိုးနဲ့ပဲလဲပတ်နေခြင်းဖြစ်ပါတယ်ကဲကျွန်မဝယ်တော်တရားအနေနဲ့ပေါ့နော်ဒီတောင်သူတွေကိုမျိုးစေ့တွေကိုဖြတ်ပေးတယ်ချိတ်ဆက်ပေးတယ်ပြီးလို့ရှိရင်တောင်သူတွေကနေပဲတွေကိုစုဆောင်ပေးတယ်ကုမ္ပဏီနဲ့တောင်သူကြားမှာဒီပဲတွေကိုချိတ်ဆက်ပေးတယ်ကျွန်တော်တင်တန်း3ရက်တက်လာခဲ့ပါတယ်စိုက်ပျိုးရေးတင်တန်းမပဲနဲ့စိုက်ပျိုးရေးတင်တန်း3ရက်တက်ခဲ့ပါတယ်စီးရင်အင်းပေါ့နော်ငွေပိုင်းကြတော့2ရက်တက်ခဲ့ပါတယ်ကျွန်တော်မိုးဆောင်းနေကြီးကဖြတ်ဝေထားတဲ့မျိုးစီကိုတောင်သူရောက်200ကိုပေးခဲ့ပါတယ်အဲ့ဒီထွက်လာတဲ့မျိုးစီရောက်200စီကနေကျွန်တော်ကိုယ်တိုင်ဝယ်ပြီးတော့မိုးဆောင်းနေကြီးကိုဝယ်တော်ဘွားနဲ့တွင်းခဲ့ပါတယ်အခုဒီနေ့မှာမိုးစောင်းစီကြီးနဲ့တွဲပြီးတော့နော်စိုက်နည်းစနစ်တွေစိုက်ပျိုးနည်းစနစ်တွေပေးတဲ့အတွက်အတိုင်းစိုက်အတွက်အထွန်းတော့တိုးလာတယ်တိုးလာတဲ့အတွက်ပို့ပြီးတော့မြတ်လာပါဗျာ
ပိုးပြီးပြတဲ့အတွက်တော့တွက်ချေပိုးကြိုက်လာတယ်ပေါ့ကျွန်တော်တောင်သူဘွားတွေကဒီစိုက်ပျိုးစိတ်မြင့်တွက်ချေကြိုက်မှအမြတ်များမှသာလေတောင်သူတွေကရက်တည်နိုင်မှာဘူးလို့မဆိုရင်ရက်တည်နိုင်တဲ့အဆင့်မရှိဘူးလေဒါမိုးသောစီကတွဲပြီးတော့ရက်တည်နိုင်တဲ့အဆင့်တစ်ခုကိုတော့ရောက်လာပြီလို့ကျွန်တော်ပြောလို့ရပါတယ်ထွန်းတော့မြို့ဒီမြို့ကမြို့သားရပြီးတော့နီးစနစ်တွေလည်းစနစ်တကျစားလာတဲ့အတွက်ထွန်းထောင်းတွေတိုးလာတယ်ဝင်ငွေတွေတိုးလာတယ်ပေါ့ထွန်းထောင်းကြတော့ဥမာအရင်ကဆိုရင်10တင်းလောက်ထွက်တယ်ဥမာအခုကျတော့15တင်း18တင်းလောက်ထွက်တယ်ပေါ့ဒီတောင်သူတွေနဲ့ကျမတို့ကတော့ရေအုပ်မကွာနည်းနည်းထွေးထွေးနေတဲ့အတွက်ကြောင့်သူတို့လိုအပ်တဲ့ဒီမြေဩဇာတွေဒီမျိုးကောင်းမျိုးသားတွေကိုကျမတို့ဖျောက်ဝေတဲ့အတွက်ပေါ့နော်သူတို့လိုအပ်တာလေးကျမတို့ကကွင်းဆင်းပြီးတော့သူတို့လိုက်ပြီးတော့လေးလာပေးတဲ့အတွက်သူတို့ကလည်းကျမတို့ပို့ပြီးတော့ယုံကြည်မှုတွေရှိလာတယ်ဒီ2024မှာကျတော့ဒီပဲအိတ်ပေါင်းကအိတ်3000လောက်ဝယ်လို့ရတယ်2025မှာကျတော့အိတ်4500လောက်ဝယ်လို့ရတယ်သူကကွာခြားချက်တွေရှိပါတယ်ကျွန်တော်မှာတော့အခုလက်ရှိအနေထားပေါ့နော်မိုးဆောင်နေကြီးရဲ့ယုံကြည်ချက်နောက်တောင်သူနဲ့လည်းကြော်ယုံကြည်ချက်အများကြီးဆောက်လာခဲ့တယ်တောင်သူနဲ့ဓာတ်ရိုက်ထိတွေ့မှုဖြစ်နေတဲ့အတွက်ဆိုရင်ဒါဒီနှစ်ဆိုရင်ဝမ်းသာမှုတစ်ခုကတော့အနာနဲ့စီတဲ့တယ်လို့လည်းပြောရမှာပေါ့နော်ယောဂကြတော့အချိန်မီဆေးကူးတဲ့အတွက်တောင်သူရဲ့အထွက်နှုံးဟာပျက်စီးမှုမရှိဘူးနဲ့ပဲတွေထွက်ခဲ့တာပေါ့ဒါကတော့ကျွန်တော်တို့ရဲ့ပူပေါင်းခြင်းအားဖြင့်ဒီလိုရလာတဲ့အကျိုးရလဒ်ပေါ့ဗျာဒါဝမ်းသာဖို့ကောင်းပါတယ်အဝယ်တော်တယောက်ဟာအိတ်3000 4000ကနေဆိုရင်ဒီနှစ်ဆိုရင်6000 9000အထိကိုအဝယ်တော်ရဲ့ဒီပဲဝယ်မှုတိုးတက်ခဲ့ခြင်းဖြစ်ပါတယ်ကျွန်တော်တို့မတ်ပဲရဲ့အဓိကရဲ့80ရာခိုင်နှုန်းကအိန္ဒိယကိုအားကိုးပြီးရောင်းချနေခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီစစ်ဆက်ပြီးတော့ဒီမိုးဆောင်နေကြီးရဲ့ရည်ချက်ကတော့ဒါကျွန်တော်တို့ဒေသမှာထွက်စီးတဲ့ပဲကိုရန်ကုန်ကုမ္ပဏီကိုပို့ပြီးတော့ရောင်းချနေခြင်းဖြစ်ပါတယ်ဒီလိုရဲ့အခြေအနေတိတ်ခဲ့ရင်ကျွန်တော်တို့လည်းဒီအိန္ဒိယကိုကျွန်တော်တို့မိုးဆောင်နေကြီးရတဲ့ဓာတ်ရိုက်ကုန်တယ်မှုစနစ်နဲ့နော်ပဲတွေရောင်းချနိုင်တဲ့အတွက်ရည်ရထားခြင်းဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့မတ်ပဲကဏ္ဍမှာကနဦးရလဒ်များအရာဒေသခံတောင်သူများအဝယ်တော်များနဲ့ပဲကုန်သည်များရဲ့အထွက်နှုန်းဝင်ငွေနဲ့ဘဝအရေးသွေးများပိုမိုတိုးတက်လာစေခဲ့ပါတယ်ဒါဟာမွန်ပြည်နယ်၏ဈေးကွက်စီးပွားရေးနဲ့နိုင်ငံ၏ပို့ကုန်ဝင်ငွေတိုးတက်ရေးအတွက်ရေရှည်အထောက်ပံ့တစ်ခုဖြစ်လာနေပါတယ်။